အိုနာနာကမန်ယူတင်းကနေထွက်ချင်တဲ့စိတ်လုံးဝမရှိပါဘူးပရိသတ်များအားလုံးပဲမင်္ဂလာပါ KB Sport ရဲ့ Facebook page နဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့မန်ယူတင်းရဲ့ဂိုးသမားအိုနာနာကဒီရာဒီမှာသူ့ရဲ့လက်စွမ်းမပြနိုင်တာအားလုံးသိကြမှာပါဆိုတော့နီးပြတဲ့ဖြစ်လာတဲ့အေမိုရင်ကအိုနာနာရဲ့လက်စွမ်းကိုအားမရဘူးလာမဲ့ຫນွေရာဒီမှာအသင်းကိုပြန်ပြီးတော့တိဆောက်တဲ့အခါမှာဂိုးသမားတစ်ယောက်ကိုသူကခေါ်ချင်နေတယ်ဒါအပြင်အိုနာနာကိုလည်းရောင်းချပြီးတော့နောက်ထပ်ဂိုးသမားတစ်ယောက်ကိုလည်းအရန်သင့်အလိုက်ထားခြင်းတယ်ဒါပေမဲ့အိုနာနာရဲ့ရွေရချက်ကမန်ယူတင်းကသူငယ်ငယ်ကလေးကဒါကစားခြင်းခဲ့တဲ့အိမ်မက်အသင်းဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝထွက်သွားဖို့ဆန္ဒမရှိဘူးမန်ယူတင်းမှာနေရာတနေရာရအောင်စူးစမ်းသွားမယ်ပြီးတော့သူ့ရဲ့ပြောင်းရွှေ့ခြင်းရတယ်နေမြင့်နယ်ထဲမှာပါတဲ့အတွက်ကြောင့်မလို့ဒါအိုနာနာကိုရောင်းချပြီးမှဂိုးသမားအသစ်ခေါ်မယ်ဆိုလို့ရှိရင်လည်းအဆင်မပြေတဲ့အပိုင်းတွေရှိတယ်ဆိုတော့နီးပြတဲ့အင်မိုရင်ကဂိုးသမားအသစ်လိုချင်တယ်သူကအိုနာနာကိုရောင်းချပြီးတော့2ယောက်လောက်အားပြေးခြင်းတယ်ဒါပေမဲ့အိုနာနာကမန်ယူတင်းကနေပဲလုံးဝထွက်ခွာခြင်းနဲ့စိတ်မရှိဘူးလာမယ့်နေရာဒီမှာဒါအသင်းနဲ့အတူဆက်ပြီးတော့တိုက်ပွဲဝင်သွားဖို့တော့ကိုဆုံးဖြတ်ထားတယ်ဒီတော့ဘာဆက်ဖြစ်လာမှမသိပေမဲ့မန်ယူတင်းရဲ့ပရိသတ်တွေကတော့အိုနာနာအသင်းမှာဆက်ရှိမှာကိုအနေငယ်တော့သဘောမကျတဲ့ပုံစံမျိုးတွေတော့ရေးသားနေကြတာတွေ့ရတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့အိုနာနာရဲ့ပြောင်းရွှေ့ခြင်းရတယ်မြန်မာတဲ့အတွက်ကြောင့်မလို့လွယ်ကူရောင်းချသွားဖို့မဖြစ်နိုင်ဘူးဘာဆက်ဖြစ်မလဲကိုပဲစောင့်ကြည့်သွားအောင်